ကိုရှာတာကိုရတဲ့ခေါင်းစဉ်ကလောကမှာလူတွေဟာအတွေးချင်းမတူဘူးယူဆပုံချင်းမတူဘူးခံယူချက်ချင်းမတူကြဘူးဒါကြောင့်လဲကံတွေကွဲတယ်အလုပ်တွေကွဲတယ်နေထိုင်မှုပုံစံတွေကွဲကြတယ်နော်အမှန်ပဲဒီစကားကတချို့လူတွေဟာအကုသိုလ်တွေနဲ့ဘဝကိုဖျက်ဆီးကြတယ်တချို့လူတွေကြတော့လဲကုသိုလ်တွေနဲ့ဖျက်ဆီးကြတယ်တချို့လူတွေကခက်ခက်ခဲခဲဖျက်ဆီးကြရတယ်တချို့ကြတော့လဲပေါ့ပေါ့ပါပါလေးဖျက်ဆီးကြရတယ်တချို့ကပညာနဲ့ဘဝကိုရှောင်လန်းကြတယ်တချို့ကြတော့လဲငွေနဲ့ဘဝကိုဖျက်ဆီးကြတယ်တချို့ကြတော့လဲဘဝကိုဘာမှမလုပ်ပဲရိုးရှင်းစွာဖျက်ဆီးကြတယ်ဒီလိုတွေဖျက်ဆီးမှုချင်းမတူညီသည့်အတွက်ကြောင့်ရလက်တွေလည်းကွဲကုန်တာပေါ့ဒါဘာကြောင့်လဲဆိုတော့အမြင်တွေကွဲလို့ပဲအမြင်ကွဲတော့လူတွေဟာကိုမြင်တာပဲကိုယူမှာပဲ